မာကိုဝင်ရမှာကွာကတိလေးလွဲနေတာ3ခုလောက်ရှိသွားပြီနော်ကတိလေးလွဲနေတာ3ခုလောက်ရှိသွားပြီကွာညီမပြခဲ့ရလားဒီဘောသူကတော့ဆွဲရအောင်ဩမင်းမရှိဘူးကောင်းပါရှိနေရတယ်ဖြစ်ပါတယ်ကျွန်တော်ညနေ6နာရီမှာရှစ်ပိန်သားနေတဲ့မြန်မာမျိုးသားလူမျိုးတွေနဲ့ဖိလစ်ပိုင်မျိုးသားလူမျိုးတွေတို့ရဲ့တုံးနိုင်ငံဖိတ်ကောမလားပွဲစဉ်ကိုလည်းဗီဒီယိုချာနဲ့ရုပ်သံလိုက်ရနေတော့မင်္ဂလေးပွဲလဲဖလားရမှာလေကွာရလေးပွဲကဘာလို့ကြည့်မရဒီရ channel လွှင့်ထားတယ်ဒီ YouTube ပြောင်းမလို့ YouTube channel ကိုဘာလို့မလွှင့်လဲဩထိုင်တော့တော့ရတယ်စိတ်မောဖေးကိုကန်နေတဲ့နေရာမှာတော့ဒီကပေါ်နေသူဒီစာဝတ်တို့တက်နေရတာလေဖြစ်ပါတယ်ဟိုကတလုံးနဲ့ကိုကနေတော့အာပေးမှာဒီဘက်ကိုသွားဒီတော့ပေါ်တော်သေးရပေါ့မလေးဝင်နေတော့မလေးပြောပါမဝင်လဲဝမ်းဆိုရင်ဖလားမရတော့ဟုတ်တယ်အေးဟုတ်တယ်တော့ဝင်လဲပါအောင်ဟဲ့ဇွဲရပြေးပြီလေဒီဘက်မှာကြည့်ဒီဘက်မှာကြည့်ပါဆိုမကြည့်ဘူးဟေးလုံးနေကြတာအနားမှာပဲဘလုံးပင်းလို့လုပ်ရည်ဒီဟနာမှုတော့တဲကျုံလေးရတယ်ဖြစ်ပါတယ်ဒီမဲ့ပယ်တာမှမတွေ့ရပြီတော့ပြောင်းတဲထားတယ်ဖြစ်ပါတယ်ဒီမှာပြန်ထားတယ်ဒီတော့ဒီကဘုမချေချေတွားပြီလေတူတယ်ကွာဂိုးပေးလို့မရအောင်နော်ဒီဟာဘိုးရဲ့2မိနစ်တွင်တစ်ချိန်ကဲချက်က2ချိန်စလုံးတိုက်ကြည့်ရတယ်ဖြစ်ပါတယ်အော်လေးဘာဖြစ်တော့အော်နေရပဲစကားဟိုဘလုံးမအားဝင်းနေပါဆိုမှလုံးအောင်မမေ့မလို့ဘူးတော်သေးရပေါ့ကွာဝင်သွားလိုက်ရင်တော့ဒါပေမဲ့မဝင်လဲ1-1ဆိုရင်ဖရတော့လေနောက်တစ်ကိုတော့သွင်းမရမှာဆုံးတဲ့ဘက်မှာတော့အနေငယ်လို့ဟုတ်ပါပိတ်တယ်ဟုတ်ပြီအားပေးချမ်းနေရတန်းလို့မြန်မာဘုတ်ကိုဟောရလားမလေးဝင်လို့မရအောင်နော်ဒီတော့ဟိုဘက်ကတော့သွားပါပြီမီးဖို့ကျူတော့မလို့ပြေဟိုးပါမယ်အဲ့လုံးဝေးဘိုးသမားဘာလို့တက်လာတော့